သွားဖြူခြင်းလို့ဆိုပြီးတော့တမယာသီးနဲ့ဆားနဲ့တိုက်တာတို့တမယာသီးနဲ့သွားတိုက်နေတာတို့ဆိုတဲ့သူတွေများရှိလာရင်အဲ့လိုတမယာသီးနဲ့သုံးပြီးတော့သွားတိုက်တာကတော်တော်ကိုအန္တရာယ်များတဲ့ကိစ္စတစ်ခုလို့ပြောချင်ပါတယ်ကျမတို့သွားကြွေလွှာလေးတွေအကြောက်ဆုံးအရာပထမတစ်ခုကတော့အရန်ပြင်းတဲ့အဲ့ဒီ acid ပါသိတ်ချင်တဲ့အချင်တက်နောက်တစ်ခုကအရန်ကြမ်းတဲ့အမှုန့်နေတဲ့တန်ဒါကိုမခံနိုင်ဘူးကျမတို့ကြွေလွှာတွေကဘယ်တော့မှအသစ်ထပ်ဖြစ်လာတာမျိုးမရှိဘူးအရေးပြား cell တွေလိုမျိုး cell အသစ်တွေအချိန်တိုင်းဖြစ်မနေဘူးရှိနေတဲ့ကြွေလွှာကိုပဲကျမတို့ကထိမ့်သိမ့်ပေးရတာပေါ့နော်ဆိုတဲ့အတွက်ကြောင့်မို့လို့တကယ်လို့အရန်ပြင်းတဲ့ acid တွေကျမတို့ကသုံးနေမိတယ်အရန်ကြမ်းတဲ့အမှုန့်တွေသုံးနေမိတယ်ဆိုလို့ရှိရင်ကြွေလွှာလေးကတဖြည်းဖြည်းနဲ့ပါလာမယ်ပါလာပြီးရင်ရေရှည်ကြလို့ရှိရင်ကျမတို့ကြွေလွှာလေးရဲ့အောက်ကအဝါရောင်အလွှာလေးကပေါ်လာတာအဝါရောင်အလွှာလေးပေါ်လာတဲ့အခါကျတော့ကြည့်လိုက်ရင်သွားကပိုလို့တော့ဝါနေတယ်လို့ထင်ရတယ်ပြီးရင်ဘာစားရတာအဆင်မပြေတော့ဘူးအဲ့ဒီခါကျမှသွားစိတ်ကမှသွားပြီးတော့ကြွေလွှာဖြည့်ခြင်းလို့ပါဆိုပြီးတော့လာတဲ့လူတွေသွားအဆွတ်ခြင်းလို့ပါဆိုတဲ့လူနာတွေဒီလိုမျိုးလူနာတွေကိုကျမတို့ကအများဆုံးတွေ့ရတယ်ဒါကြောင့်မို့လို့တမယာသီးနဲ့သွားတိုက်တာကတော်တော်ကိုမှားယွင်းတဲ့အယူအဆတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုကိုယ်တိုင်လည်းသိသွားပြီဆိုရင်ကိုယ့်ရဲ့တငယ်ချင်းတွေကို mention ခေါ်ပြီးတော့ပြောပြဖို့မမေ့ပါနဲ့เนาะဟုတ်ကဲ့နောက်ထပ်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်